ယနေ့ဖက်ပြတင်ဆက်ပြီးမှာတော့စာရေးသူဆောင်ရေးထားတဲ့အတွေးကျင်သောဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။ကျမတီရီဖြစ်ပါတယ်ရှင်။နားဆင်ပြီးကြပါဦးရှင်။သူနဲ့စာတွေ့ခဲ့တာ application တစ်ခုကနေပါပဲ။သူကအရင်စကားလာပြောခဲ့တာ။အဲ app ကလည်းပြောရရင်စာရှာတဲ့ app ပေါ့။ Facebook မှာတက်လာတာကောင်လေးကောင်မလေးမရှိသူများအတွက်ဆိုပြီးပြောရင်တော့ရည်စရာပဲအဲ့ဒါကရည်စားရှာပြီးဆိုရင်ကိုတက်ပုံထည့်ရတယ်ကျမကလည်းမခေသူတယောက်လေတက်ပုံစတင်နေချင်းပဲလူ၃ယောက်လောက်စကားလာပြောတယ်ဖေကလည်းအသက်ဘလောက်လဲစသည်ပေါ့ကျမလည်းအစပိုင်းတော့ဖြေနိုင်သေးတယ်နောက်ပိုင်းကျတော့လူကများတစ်ထက်များလာတယ်လက်တောင်ပြုတ်ထမတက်စာရင်းရိုက်ပြီးပို့ရတယ်တကယ်ကိုပြုတ်ကြတာပါပဲအဲ့ဒါနဲ့ကိုကားရေးဆက်ကိုမနိုင်တော့တပ်ပုံကိုပြန်ဖြတ်လိုက်ရောအဲ့ချိန်မဲ့လူတယောက်စာပို့လာတယ်ဟိုင်းတလုံးနဲ့ကိုကလည်းစာမပြန်ချင်တော့မပြန်ဘူးဆိုပြီးနေလိုက်တယ်ညနေလောက်ကျတော့ပြင်းတာနဲ့အင်တာနက်ဖွင့်လိုက်တယ်စာတက်လာတာနဲ့နှိပ်ကြည့်လိုက်တော့ညီမတဲ့သူ့ပါပဲကျမစာမပြန်ပဲနေတဲ့အကောင်အဲ့ဒါနဲ့စာပြန်လိုက်တယ်ဟုတ်ကဲ့ဘေးကလေးဗျဘာလို့မလို့လဲတိကျင်လို့ပါမေးလို့မရဘူးလားကြည့်ရတာငယ်မဲ့ပုံပဲငါတက်ပုံဖြစ်လိုက်တာ तू ကဘလို့သိပါလဲဘာကိုပြောတာလဲရှင်ဘာကိုကြည့်ပြီးငယ်မဲ့ပုံလဲညီမတက်ပုံလေးအကိုတွေ့တာမနက်ကမအားလို့စကားလာမပြောဖြစ်တာအဲ့ဒါနဲ့အကောင့်အဆက်ရိုက်ပြီးအခုစကားလာပြောတာအော်ဟုတ်ကဲ့ဘာဟုတ်ကဲ့လဲတခြားပြောစရာမရှိဘူးလားကြောင်းတောင်းတောင်းနဲ့ဟာရှင်လူကိုများကြောင်တောင်ဟုတ်လားသိတော့မယ်စတာပါဗျာဒေါသအလည်းကြီးလိုက်တာဒီပုံစံနဲ့တော့မလွယ်ပါဘူးရီးစားလေးရမှာမဟုတ်အောင်မဘသူကများလိုချင်နေပြောနေလို့လေလိုချင်ဘာလို့တည်းရဲ့တုံးတာလဲအဲ့ဒါတော့ကျမကြောင်းပါရှင်နဲ့မဆိုင်အော်ဟုတ်ကဲ့ပါဗျာမမဒေါသကြီးကျွန်တော်ရောက်မှဆက်ပြောမယ်နော်မအားတော့လို့ပြောလဲရပါတယ်စောင့်မနေကျမ reply တော့သူ့စီမရောက်ခင် slide ဆင်းသွားတယ်အခုမှယောက်ျားလေးနဲ့စကားပြောဖို့တော့မဟုတ်ပြီမယ်သူနဲ့ပြောတာတမျိုးကြီးပဲရှင်ထဲမှာတစ်ခုခုကျန်ခဲ့တယ်အဲ့ဒီချိန်ကဒီလိုတွေဖြစ်လာမှန်းသိခဲ့စကားဆက်ပြောခဲ့မှာမဟုတ်ပါဘူးနောက်နေ့မနက်လိုက်ဖွင့်တော့စာရောက်လာတယ် morning ညီမ morning နောက်ကြရင်တော့အိပ်ရထားတာမင်းကလေးဆိုတာစောစောထားရတယ်အမေနဲ့အိမ်လုပ်တွေဝိုင်းလုပ်ပေးရတယ်မသိဘူးလားစောစီတော့တမ်းထွက်ချင်ဘူးနော်စကားလာမပြောနဲ့ရှင်ဟောဗျာကိုကမိမကောင်းလေးဖြစ်စေချင်လို့ပါချစ်ရဲ့ဘာရှင်ဘလို့ခေါ်လိုက်တယ်ဘာချစ်လဲယူနေလားကျမစာပြန်တာကိုကြည့်ပြီးဘာမှပြန်မပြောဘူးလိုင်းဆင်းသွားတယ်ပထမတော့ဘာမှမဖြစ်ပေမဲ့တနေ့လုံးကိုလိုင်းမတက်ဘူးကျမကလည်းသူ့လိုင်းတက်ကိုစောင့်ပြီးရန်တွေ့မယ်ပေါ့တနေ့လုံးကိုကသာမနေနိုင်မထိုင်နိုင်တခါမှအဲ့လိုခေါ်မခံရဘူးရဲ့အခုမှတွေ့ပြီးတော့လူကိုပိုင်စိုးပိုင်နေခေါ်တာကိုဒေါသထွက်တာရဲ့ပေါင်းပြီးညဘက်အိတ်တာတော့တော်တော်နောက်ကျမှအိတ်ရဝင်ဖြစ်တယ်။နောက်နေ့မနက်စာရောက်လာပြန်တယ်။မော်နီညီမမနေ့ကအတွက်အကိုတောင်းမှန်တယ်နော်အကိုကိုစိတ်မဆိုးပါနဲ့အကိုကိုလက်မခံနိုင်ရင်တော့ခင်ခွင့်ပြီးတော့ပြီးပါအကိုညီမစိတ်ပြေအောင်ဘာလုပ်ပေးရမလဲ။ဖျားကြီးသူငါ့ကိုချစ်ခွင့်ပန်းနေရလားကျမလည်းနည်းနည်းတော့လန့်သွားတယ်။ဘာစကားလဲဘာတွေပြောနေရလဲပေါ့။ဒါပေမဲ့ကိုစိတ်ကိုပြန်ထိန်ပြီးဘာကိုလက်ခံရမှာလဲရှင်ဘာတွေပြောနေရလဲ။အကူမပြောဘဲနေမလို့ပါ။ဒါပေမဲ့ပါဇက်ကလူခနဲ့ထပ်သွားတော့မပြောလို့မရတော့ဘူး။ညီမအကူညီမကိုသဘောကျတယ်။ဟိုချက်ချင်းကြီးလက်ခံမှုပြောတာမဟုတ်ပါဘူး။ဖြည်းဖြည်းချင်းစဉ်းစားပါ။မဟုတ်သေးပါဘူး။ရှင့်ကိုကျမသိလည်းမသိဘူး။အဲ့လိုပဲရှင်လည်းကျမကိုသိမှာမဟုတ်ဘူးအဲ့ဒါကိုဘာရီစားပြီးကိုပြောနေရလဲညီမကိုအကိုသိရလေဘာသိရလဲပြောမနေ့ကပဲစာပို့ခဲ့ကြတာကိုညီမကလည်းကျမမှာငိုရခက်ရီရခက်ဒီလူကတော့ဒီမှာရှင်းရှင်းပဲပြောမယ်ကျမရှင်းကိုစိတ်ဝင်စားဘူးအခုမှစတွေ့ရလူတယောက်ဘယ်သူဘယ်ဝါဘယ်ကမှမသိရသူတယောက်ကိုကျမအကြိတ်စီရလားနည်းနည်းပါးပါးစဉ်းစားပါဦးရှင်ဒါဆိုကိုပြောပြမယ်နော်ကိုနာမည်ကမင်းဆက်မောင်အ
အသက်က28ရန်ကုန်မြောက်ကလာပါမြို့နယ်မှာနေတယ်လောလောဆယ်တော့ကိုရီးယားတန်ယုံမှာစကပ်ပြန်လုပ်နေတယ်ကဲဘာသိချင်သေးလဲဟာဒီလူကတော့သူ့အကြောင်းပဲသိချင်နေတယ်လို့ကျမစာမပြန်မဲနေတော့ညီမတခုခုပြန်ပြောလေကိုစောင့်နေတာဘာပြောရမှလဲပြောစရာမရှိဘူးအဲ့လိုမလုပ်ပါနဲ့ကွာကိုပြောပြီးပြီလေညီမကိုစောင့်မယ်လို့ညီမဘာဖြစ်ချင်တာလဲကိုပြကိုလုပ်ပြီးမယ်ဘာဖြစ်ချင်တာလဲဟုတ်လားရှင်ညီမအကြောင်းဘာသိလို့လဲဘာမှမသိဘူးလေဒီမှာကျမကိုအပေါ်စားမိမလေရတဲ့မိမများထင်နေရလားလူတိုင်းကိုပြင်ကြရအောင်ကျမအဲ့လောက်အပေါ်စားဆန်မနေဘူးရှင်ဟာညီမရအဲ့လောက်ထင်မတွေးပါနဲ့ကိုမထင်ပါဘူးညီမကမိမကောင်းလေးဆိုတာသိပါတယ်ဒါဆိုဒီလိုလုပ်လေညီမအကြောင်းလေးပြောပြပေါ့ဘာရဲ့ပြောပြနိုင်ပါဦးဟုတ်ပါပြီဗျာအဲ့ဒီနေရာစပြီးမနက်တိုင်းစားဖို့တယ်နေ့လယ်ပိုင်းဆိုဘာချက်လဲစားပြီလားကိုလဲစားချင်လိုက်တာညီမလေးရလီအမြဲတမ်းပြောတယ်သူနဲ့ခင်တာတလားကျော်လောက်ရှိသွားပြီးစကားပြောတာလဲအရင်လောက်သူ့ပေါ်မစိမ်းတော့ဘူးအဲ့ဒီချိန်ထိကျမကြောင့်ကိုကျမမပြောဘဲဝင်ဖက်ဆက်လို့မရှိပါဘူးဒါပေမဲ့အဲ့ဒီနေ့ညီမဘာလုပ်နေရလဲမလုပ်ပါဘူးစာအုပ်ဖတ်နေရလိုင်းပေါ်ညီမကိုအခုတစ်ခုလောက်ပြောချင်တယ်ရမလားပြောလေပါလေညီမလည်းဘွဲရပြီးသားပဲအိမ်မနေမဲ့စာအလုပ်လုပ်ပါလားကိုအတီတယောက်ပဲမှာကိုပြောပြမယ်လေအခုညီမလုံညီမပတာရှာပါမယ်အချိန်မတန်သေးလို့မမီတို့ကလည်းစိတ်ချသေးတာမဟုတ်ဘူးအကွာဘာလို့စိုးရိမ်နေရလဲမဟုတ်ပါဘူးညီမလည်းအားနေတော့အလုံးမရှိတာမကောင်းနေညီမရဲ့နေကအဆင်မပြေဘူးမဟုတ်လားတချို့ငယ်တဲ့သူတွေတောင်အလုပ်ကိုစီနေဆိုတော့ကိုကစိတ်ပူလို့ပါအကိုစက်မပြောတော့ရင်ကောင်းမယ်ညီမဒေါသမထွက်ချင်ဘူးတကယ်တော့သူပြောတာတွေကအမှန်တွေကြီးပါကျမကိုယ်တိုင်ကအလုပ်လုပ်ချင်စိတ်မရှိပဲဟိုရောင်ဒီရောင်ဖြစ်နေရအင်းမညီမမကြိုက်ရင်ကိုမပြောတော့ပါဘူးကိုကညီမကောင်းမှုအတွက်ပြောတာပါမပြောနဲ့မကြိုက်ဘူးကောင်းမှုအတွက်ရောဘာအတွက်မှမပြောနဲ့ညီမကိုပြောတဲ့ကိုကရောအလုပ်မမေးရလက်စုပ်လက်ကင်ရှိလို့လားတော်ပြီငါမတော်ပြီအခုမှစပြန်ဖြစ်လည်းမမီတော့ဘူးသူကအလုပ်ပြုတ်ထားတာတန်ယုံမှာပြဿနာတက်ပြီးတော့အလုပ်ဖြုတ်အောင် customer တယောက်ကပြဿနာရှာခဲ့တာသူကမှန်တော့မတောင်းမှန်ဘူးအဲ့ဒါကြောင့်မတောင်းမှန်ရမလားလို့အလုပ်ဖြုတ်လိုက်တာဟုတ်ပါတယ်ညီမပြောတာမှန်ပါတယ်ကို့မှာဘာလုံးမှမရှိဘူးကို့မှာတော့အလုံးမရှိပဲညီမကိုပြောမိတာတောင်းမှန်ပါတယ်နော်ညီမသူလိုင်းဆင်းသွားတယ်အရင်ကဆိုကျမစီကစာမပြတ်မချင်းဆောင်တာစောင့်ပြီးမှသူလိုင်းဆင်းတာကျမဘယ်လိုလုပ်ရမလဲသူစိတ်ဆိုးသွားပြီထင်တယ်အဲ့ဒီချိန်တွေကသူ့ပေါ်ခံစားချက်ရှိနေခဲ့တာနောက်နေ့မနက်သူစာပို့မထားဘူးကျမရင်ထဲမကောင်းသူ့စာကိုစောင့်နေရအကြာကြီးစာမလာခဲ့ပါဘူးနောက်တည့်ရက်လည်းအဲ့လိုပဲသူ့ဖုန်းကိုတီးတယ်သူပြောထားလို့ဒါပေမဲ့ကျမရဲ့မာနကြောင့်မဆက်ခဲ့ဘူးနောက်2ရက်နေတော့မော်နီညီမသတိရတယ်ညကအိတ်လို့ကောင်းရင်လားအိတ်ပုတ်လေးပြောလိုက်တာမျက်ရည်တောင်ကျတယ်ကျမတိတ်ခါမစင်နိုင်တော့ဘူးချက်ချင်းပဲစာပြန်လိုက်တယ်မော်နီကိုဟိုနေ့ကဘာလို့လိုင်းမတက်တာလဲနေမကောင်းလို့လားဟုတ်ပါဘူးညီမရဲ့ကိုကောင်းပါတယ်ဒါဆိုဘာလို့လိုင်းမတက်တာလဲညီမစောင့်နေသေးတယ်ဟုတ်လားညီမကိုစိတ်ပူစိတ်မိပြီကွာကိုလှုပ်ရှားနေတာပါအလုပ်မရမချင်းညီမနဲ့အဆက်တွေမလုပ်ဖို့လှုပ်ထားတာဘာလို့လဲညီမကိုဆုံးမဖို့ကအခုမှအလုပ်ရှိမှရမှာလေအခုရှိပြီမန်နေဂျာကိုတောက်မှန်လိုက်တယ်ကိုမနဲ့ကြရင်ဟိုကစတမာကိုပြောပြဖို့ပဲလို့တော့ပြီးရင်ရပြီလေအေးစေးပဲသူခုငါအတွက်ငါ့ကိုဆုံးမဖို့အတွက်သူမန်တာကိုတောက်မှန်ခဲ့တာလားသူဒီတော့တင်းထားပြီးနေခဲ့တာကိုလေအော်အကိုရဲ့ကျမကလေတိတ်အညာလဲတဲ့မိန်းမပဲသူနဲ့တည်ရတလားလောက်ပဲရှိသေးတယ်သူ့ပေါ်စိတ်ရိုင်းနေတယ်ဒါကဖြစ်တည်ရဲ့လားညီမတခုခုပြောဦးလေအခုညီမကိုဆုံးမလို့ရပြီလားပြောဘယ်သူပြောလဲမရပါဘူးညီမကိုဘယ်သူဆုံးမလို့ရောကင်တယ်လို့ရောမရအောင်ညီမဘာသာပဲညီမအဆုံးဖြတ်မှာဟုတ်ပါပြီဗျာစိ
ရာမကြီးကိုကြောက်ပါတယ်ကဲဒီနေ့ပလန်ကိုပြောပါအောင်ဘယ်တော့မှလဲရတီရိုးနဲ့ချိန်ထားတယ်ရုပ်ရှင်သွားကြည့်မလို့တရေကလေကြောက်တော့ကြောက်တာဟုတ်လားနှစ်ယောက်ထဲလားဘသူတွေပါသေးတယ်သူကအဲ့လိုမျိုးလဲယောက်ျားကြီးတမဲဆက်ဆူတတ်တယ်ပြောရရင်တော့စိတ်ပူတာပေါ့မပါဘူးညီမမခေါ်ခိုင်းတာသူ့ဤစားခေါ်လိုက်စိတ်ညစ်လို့ကြည့်လို့မရဘူးဟာညီမကတော့ကိုကြတော့မထားကြည့်ပဲစိတ်ညစ်စရာလို့ပြောတယ်နိဒါမျိုးတွေကထားကြည့်မှသိပါအကိုဟေးစားရပါဗျာမပြောရပါဘူးနော်ဆရာမကြီးကိုကြောက်လုံးလို့ဒါဆိုတော့တော့မရေချိုးရအောင်ဟုတ်ကဲ့ပါလမ်းတိတ်ချကြည့်တော့အကိုလည်းပြင်သွားရအောင်ဟုတ်တက်တာပါဗျာမမီကိုနှုတ်ဆက်ပြီးရတီနဲ့ကားကိမှချိန်လိုက်တယ်ကျမလည်းဘတ်စကားပေါ်မှာတဆင့်စီးရမှာဆိုတော့ရတီထက်အရင်ရောက်နေမှဖြစ်မယ်ကျမအဲ့လိုလူမျိုးကိုဘက်ကတားနေမှာဒီနေ့ကျမဝတ်ထားတာကအပေါ်အင်ကြီးကအဖြူပြောင်လက်စကားနဲ့အောက်ကထမိန်နဲ့ပြန်အောင်အပွင့်ဝတ်ထားတာစပင်ကတော့ထုံးစံတိုင်းတဝက်ချတဝက်စီပေါ့လူတွေကလည်းကွက်ကြီးဒါတွေကတော့ယိုနေပါပြီကျူးဆိုင်မနေတော့စိုးတာကနေရမရတာပဲစတိုင်ကတော့မစိုးပါဘူးကာတမန်တော့လိုက်နေရတဲ့လူကတည်ရင်တည်ရတမီထိုင်မလားအော်ရတယ်အဖွာကျေးဇူးပါတကယ်ကတော့တမီထိုင်နေမှာတဲ့အဖွာကြီးမကောင်းနေဖွာကြီးအသက်ကြီးတဲ့သူထားခိုင်းရထုံးစံမှမရှိပဲဒီနေ့မှကားကကြားလိုက်တာလူကလေးကြက်ကားကလေးကြက်ညီမရုတ်တရက်အတန်ကြားလိုက်တော့လှည့်ကြည့်မိညီမမဟုတ်လားအကူလေးအကူကိုတည်ရမဟုတ်လားဖះကြီးသူပါလားရှင်နေခုံလိုက်တာထိမရဘူးဘာလို့ရမှမသိတော့ပြုံးပြလိုက်ပါလေအကူဖေးလေးညီမကအပြင်မှာပူလှလိုက်တာဖះကြီးသူစကားအဲ့လိုကြီးပြောတော့ဘယ်လိုလုပ်မလဲဟုတ်လားကျေးဇူးပါညီမမဟုတ်သူလိုပဲဘာဖြစ်လို့လဲနေမကောင်းလို့လားပြဆန်းကိုစမ်းကြည့်မယ်သူကျမနှစ်ခုကိုလာကြည့်ခဲ့တယ်ဘွားလေးဆိုပေမဲ့တကူလုံးအေးဆက်သွားတယ်လို့ပဲကိုလည်းမပူပါဘူးဘာလို့များလဲညီမအာရှင်ဟိုမနေရလို့ပြီးအဖွားပြီးမှသွားထိုင်လိုက်ဟုတ်လာမီလာအဖွားရှင်းမတိုင်စင်းမှာတကယ်လိုက်ဖက်တဲ့အတွေ့ပါလားကောင်းနေမဟုတ်ဘူးအဖွားကျမပြောတော့အဖွားကမှတ်တိုင်မှာဆင်းသွားပြီသူ့ကိုမကြည့်ရဲနဲ့ကြည့်လိုက်တော့ကျမကိုပြုံးမိကြည့်နေရှက်လိုက်တာဘလို့လူလည်းမသိဘူးအဖွားကစသွားတာပါရှက်နေရလားမျက်နှာလည်းညီးနေပြီဘယ်မှာနေလို့လဲဒါမှညီမပဲလीဘာလို့တိတ်နေရလဲခုနရှက်လို့လားဘယ်မှာရှက်လို့လဲမရှက်ပါဘူးကျမစီရမယ်မှတ်တိုင်ရောက်ပြီးရှင်းမှတ်တိုင်ကထားမလို့ပြင်လိုက်တော့ဖះညီမရရလားပြဆင်းချတော့ခောက်သွားလားအမလီကျမသူ့ရင်ခွင်ထဲမှာရှက်တာရောခြေထောက်ကနာတာရောပေါင်းပြီးမျက်ရည်ကဝဲလာတယ်ညီမဘာလို့ငိုရလဲတော်တော်နာသွားလားမဟုတ်ဘူးမှတ်တိုင်ကြော်သွားပြီထင်တယ်ဟမ်ဟုတ်လားကားဆရာရက်ပြီးလို့ရသေးလားစင်မြဲသူကျမကိုတွေ့ပြီးမှတ်တိုင်မှာဆင်းတယ်တကယ်တော့မှတ်တိုင်ရမကြောပါဘူးကွက်တိမှာချပြီးလိုက်တယ်လို့ပဲဟေ့နန္တာဘာဖြစ်တာလဲ तू ကဘာတူလဲ तू ကျမကိုကြည့်ပြီးစိုးရိမ်နေပုံရတယ်ငိုနဲ့တော့ညီမအိမ်ရောက်ရင်ဆေးလိုက်လိုက်အောင်ဖြစ်နိုင်မတော့ပါနဲ့လားရုပ်ရှင်ရုံကလူများတော့ထပ်ပြီးတိုက်မိနေမယ်အော်ဒီကညီမခရူးဆိုင်ပေးပါအောင်ဘတ်ပေါ်မှာခြေထောက်လဲထားလို့ညီမအကူသွားပြီနော်ကျမကောင်းချင်းပြလိုက်တယ်တခြားဘာပြောအောင်လဲမသိပါဘူးကျမမသိချင်ဘူးဟေးအဲ့ဒါတူလေငါပြောဟေးငါမင်းဒီရဲ့လေဟာနေရတမျိုးငါ့ကိုခဏတွေ့ပြီးကားငါသွားရအောင်ငါဘတ်မစီးနိုင်တော့မရအောင်ခုပြောမိမနေတော့ငါသိချင်တယ်မဟုတ်ပါဘူးအတိကိုတယောက်ပါနေဟာလေမသိရင်နင့်ဖြီလို့ပဲငါ့ကိုတော့ပြန်တင်သွားသေးတယ်ပါဂယူးဆိုင်ဟုတ်လားလာပါဟာကားငါလိုက်
ကျမရုပ်ရှင်ကြည့်နေရအောင်သူ့ကိုပဲမျက်လုံးနဲ့မြင်နေတယ်နောက်ပြီးခုနကအခြေအနေကြီးကရှစ်စရာကြီးလူတွေကြည့်နေမှာပဲသူကတော့ဘာမှမဖြစ်သလိုပဲအဲ့လိုအခြေအနေမျိုးကသူ့တက်ပုံမှန်များလားငါပဲခဏမငြိမ်ဖြစ်နေရလားကျမကသူ့စကားဆိုအမြင်နားထောင်လေးရမှအခုပဲကြည့်မသွားပါနဲ့လားဆိုတော့ရအောင်လာတယ်အိမ်ပြန်ရောက်တော့လေရေထက်ချိုးပြီးသမင်းနောက်စားနိုင်တော့အိတ်ဖို့ပြင်လိုက်တယ်နောက်မှသူပြောတာကိုတတိယပြီးစေးထလူဖြစ်လိုက်တယ်ရိုးရိုးမစေးကတော်ရုံတန်ရုံတငယ်ချင်းလောက်ပဲပို့တာကြည့်လိုက်တော့သူညီမဖုန်းခေါ်လို့ရလားသူကဘယ်တော့ဖုန်းခေါ်ရင်ပြောဖို့လို့လဲသူ့ဖုန်းနံပါတ်ရောကျမဖုန်းနံပါတ်ပါအပြန်လန်ပေးထားပေမဲ့ကျမခွင့်ပြုချက်မရရင်သူမဆက်ဘူးအခုဘာလို့ဆက်ဖို့ပြောတာပါလဲဘယ်လိုပြောရင်ကောင်းမလဲဆက်ခိုင်းလိုက်ရမလား